တောအုပ်ကြီးနာအိမ်လေးတစ်လုံးမှာအဖိုးကြီးနဲ့အဖွားကြီးတို့နေထိုင်ကြပါတယ်။တနေ့တာကိုအတူတူအလုပ်လုပ်ပြီးပျော်ရွှင်စွာဖြတ်တန်းကြတာပေါ့။ဒီနေ့တော့ထူးခြားတဲ့မုန့်လေးတစ်ခုပုတ်ချင်တယ်။ချင်းပေါင်ပုံတူလေးပေါ့။ဒီလိုနဲ့တူမကခွက်ကြီးတစ်ခုတည်းကိုဂျုံပြားရည်ချင်းဖန်တစားညူစတာတွေကိုထည့်ပြီးတော့မှွေလိုက်ပါတယ်။မုန့်ကိုပပွဲကုံပေါ်တင်ပြီးတော့လူပုံစံခေါင်းခြေလက်လေးတွေစပြီးတော့ပုံဖော်လိုက်တာပေါ့။မျက်လုံးအတွက်ကိုဖြစ်သီးကြောင်ကျဲတီးအထွက်ကိုမုတ်ချူချောကလက်လေးနဲ့ပါးစပ်တောင်ဆွဲပေးလိုက်သေးတယ်။ဂျင်းတန်လေးကလည်းမှွေးနေတာပဲ။အဖွားကြီးလည်းမီးဖို့ထဲထည့်ပြီးတော့စပြီးဖုတ်တာပေါ့။မုံချက်တဲ့အခါမှာမီးဖို့တကားကိုဖွင့်လိုက်တယ်။ဒီအချိန်မှာမုံလေးတစ်ခုကအသက်ဝင်လာပြီးတော့ပြေးတတ်နိုင်တဲ့လောက်ကြီးအမြန်ပြေးမင်းငါ့ကိုမဖမ်းနိုင်ဘူးငါဂျင်းလူသားလေးလေမုံကလေးကအော်ပြီးအိမ်အပြင်ကိုပြေးထွက်လာတာပေါ့။အဖွားကြီးကလည်းလိုက်ဖမ်းနေမုံကလေးမပြေးပါနဲ့ရက်လိုက်အဖိုးကြီးကလည်းအံ့ဩသွားတယ်ဟေးငါမုံကလေးထွက်ပြေးသွားပြီလားမုံကလေးကပြင်းနဲ့လူဖီကားတဲ့ရွာလမ်းမပေါ်ကိုရောက်လာခဲ့တယ်လေတိုက်လိုက်တိုင်းမှာသူ့ခေါင်းပေါ်ကတကြားလေးကလည်းလှိုင်းထနေတာပေါ့မျက်လုံးလေးကလည်းပြူးပြီးဝိုင်းနေတာပဲဒါအောင်လမ်းဘေးကနွားကြီးတစ်ကောင်ကမြင်ပြီးတော့အော်ခေါ်လိုက်တယ်ရပ်ပါမုံကလေးရငါမင်းကိုစားချင်နေတယ်ဒီခါမှမုံကလေးကလည်းလာလေမင်းပြေးနိုင်တယ်ဆိုရင်ငါ့ကိုမိအောင်ဖမ်းမို့ဖမ်းနိုင်မယ်လို့တော့မထင်ပါဘူးငါဂျင်းလူသားလေးလေမကြခင်မှာပဲမြင်းတကောင်ရောက်လာပြန်တယ်မြင်းကြီးကလည်းရပ်ပါအောင်ကွာငါလည်းတကိုက်လောက်မြည်ချင်တယ်ဂျင်းလူသားလေးကလည်းဒီအချိန်မှာပျော်ပျော်ကြီးတချင်းထဆူလိုက်တာပေါ့ငါဖွားကြီးဖီကပြေးခဲ့တာဖိုးကြီးဖီကပြေးခဲ့တာနွားကြီးဖီကပြေးခဲ့တာမင်းဖီကလည်းပြေးအောင်ပဲပြေးမင်းငါ့ကိုမဖမ်းနိုင်ပါဘူးဒီအဖြစ်ကိုဘေးကနေပြီးတော့ရွာသူရွာသားတွေကလည်းငေးကြည့်နေကြတာပေါ့နောက်ဆုံးမှာမုတ်ကလေးရဲ့မြစ်ဖက်ကိုရောက်လာခဲ့ပါတယ်ရေဖီးရတန်နေရောင်အောက်မှာရေရဲ့အယောင်ကတက်လက်လက်နဲ့ပေါ့သူလည်းစိတ်ရှုပ်သွားခဲ့တယ်ငါရေထဲဖင်ရေတွေဖူသွားတော့မှာပဲဒီအချိန်မှာကြောက်တုံးတော့ကနေမြေကွေးတစ်ကောင်ရောက်လာပြီးတော့လူညံ့လွန်တဲ့အတန်လေးနဲ့ဘာလို့ဒီလောက်တောင်ဖိတ်ညစ်နေရတာလဲမုတ်ကလေးရငါဒီမြက်ကိုဖြတ်ကူးချင်တာဒါမဲ့ငါဘလို့မှရေမကူးတတ်ဘူးဒါမြောက်လွဲပါတယ်ကွာငါကြောပုံတက်ငါဖြတ်ပြီးမှာပေါ့ငါတိတိကျကျဂယူးဖိုက်မှာပါကွာမုတ်ကလေးကလည်းယုံပြီးမြေကွေးရဲ့ကြောပုံတက်လိုက်တယ်ဒီလိုနဲ့သူတို့မြစ်ကိုဖြတ်ကူးလာကြတာပေါ့မြစ်လယ်လောက်ကိုရောက်တဲ့အခါမှာတော့မြေကွေးကအတန်ပြောင်းသွားပြီးတော့မုတ်ကလေးရေကနတ်လာပြီးမင်းရေတွေဖူလိုက်မယ်ငါကောင်းပုံတက်ပြီးတော့နေပါလားကွာမုတ်ကလေးလည်းစကားနားထောင်ပြီးတော့မြေကွေးကောင်းပုံကိုတက်လိုက်တယ်ဒီအခါမှာတော့မြေကွေးကမင်းကငါစားရပြီမင်းကငါအတွက်ပဲမြေကွေးလည်းကြိုက်စားလိုက်တယ်ခဏအတွင်းမှာပဲမုတ်လင်းလည်းပြောက်ကွယ်သွားတော့တာပေါ့ဒီလိုနဲ့မုတ်ကလေးရဲ့ပုံမြင်ကလည်းဆက်သိမ်းသွားခဲ့ပါတယ်ဒီဇလန်းလေးကတော့လူတွေရဲ့စကားချူချူလေးရဲ့အောက်ကိုအလဲတကူမယုံကြည်ဖို့အတွက်ကိုတတိပေးလိုက်တာပါပဲနောက်ရက်တွေမှာအဖွားကြီးကလည်းမုတ်လူသားလေးတွေကိုထပ်ပြီးတော့မဖုတ်တော့ပါဘူးဒါပေမဲ့လေထဲကနေပြီးတော့ဂျင်းနံလေးတွေရလိုက်တဲ့အခါတိုင်းမှာမုတ်ကလေးရှောက်ဆော့နေတယ်ဆိုပြီးတော့ပြောကြတာပေါ့